အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ A Space Mega 1 Project ရဲ့ Agent Day ပွဲလေးကိုရောက်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါလေးကတော့ A Space Mega 1 Project နဲ့ Sales Gallery ရဲ့ဝင်ပေါက်နေရာလေးပဲဖြစ်ပါတယ်ကျွန်တော်အခုဒီကွန်ဒိုမှာဖွင့်ထားတဲ့ဆိုင်လေးနဲ့လိုက်ပြပေးချင်ပါတယ်ပထမဆုံးမြင်ရမှာတော့စလုံးဖြစ်ပါတယ်နောက်တစ်ဆိုင်ကတော့ Nail and Spa ဆိုင်လေးဖြစ်ပါတယ်နောက်တစ်ခုကတော့ One Stop Service Friendly Mat ဖြစ်ပါတယ်ရှေ့ဆက်သွားလိုက်မယ်ဆိုတော့ကျွန်တော်တို့ Thai Massage ဆိုင်လေးကိုမြင်ရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ဆိုင်ကတော့ကျွန်တော်တို့ဆေးကြောက်ဆိုင်လေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေရာလေးကတော့ public area လေးပဲဖြစ်ပါတယ် morning 6 AM နေပြီးတော့ midnight ထိဖွင့်တယ်လို့သိရပါတယ်ပြီးတော့ဒီနီနာတဝိုက်မှာ international school တွေလည်းအများကြီးရှိတော့ကျောင်းသားမိဘတွေနဲ့ဆရာဆရာမတွေအဓိကဝယ်ယူတဲ့ကွန်ဒိုလို့လည်းသိရပါတယ်ကျွန်တော်တို့ area အနေနဲ့ဆိုရင်လည်းတော်တော်လေးကိုကျယ်ဝန်းပြီးတော့ဒီကနေအပြင်ကိုလည်းလမ်းမြင်နိုင်ပါတယ်ထားပေးထားတဲ့ decoration တွေနဲ့ facility တွေကလည်းတော်တော်ကိုစုံလင်ပါတယ်ဒီဘက်ချမ်းမှာဆိုရင်လည်းကျွန်တော်တို့ဘီလီယက်ခုံနေရစာရှိပါတယ်သူကအပေါ်တက်အောက်ထက်နှစ်ထပ်ရှိပါတယ်ဒါလေးကတော့အပေါ်တက်ဖြစ်ပါတယ်ဒီအပေါ်တက်လေးမှာဆိုရင်တော့ကျောင်းသူကျောင်းသားတွေအနေနဲ့စာအေးဆေးလုပ်လို့ရပါတယ်တိုက်အောက်မှာဆိုရင်အခုလိုဆက်တွေလည်းရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့အခု project ရဲ့ show unit တွေနဲ့ facility area တွေကိုတွားကြည့်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးကတော့ဓာတ်လေကပရင်းပေါက်ကနေမြင်ရမယ့်မြင်ကွင်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးကတော့ one bedroom ခန်းလေးပဲဖြစ်ပါတယ်ဝင်ချင်း kitchen area ကိုတွေ့ရမယ်ရေခဲတက်တာပါမယ် oven ပါမယ် cabinet လေးတွေပါမယ်ဒီဘက်မှာ workshop set ပါမယ်ဒီဘက်ချမ်းကတော့ရေချိုးခန်းအိမ်သာဖြစ်ပါတယ်ဒီပြင်ဘက်ကိုထွက်လိုက်မယ်ဆိုတော့ကျွန်တော်တို့ living room ကိုတွေ့ရမှာဖြစ်ပါတယ် living room ကနေဝင်လာလိုက်မယ်ဆိုတော့ကျွန်တော်တို့ bedroom ကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကတော့ bedroom ဖြစ်ပါတယ်ကျွန်တော်တို့အပြင်ကိုထွက်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ balcony လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ balcony လေးဖြစ်ပါတယ် balcony ကနေမြင်ရမယ့်ရှုခင်းဖြစ်ပါတယ်ဗျတော်လေးလှပါတယ်ဒါကတော့ဝစ်ပီတိုလေးဖြစ်ပါတယ်မန်တင်ကုံလေးတွေအစားပါပါတယ်ဗျ television လည်းပါပါတယ်ဟုတ်ကဲ့ပါဒါလေးကတော့2 bedroom ကိုမှပြင်ဆင်ဆဲအခန်းလေးဖြစ်ပါတယ်ဝင်ချင်း kitchen area ကိုတွေ့ရမှာဖြစ်ပါတယ်ညဘက်မှာဆိုရင်တော့ bathroom ဖြစ်ပါတယ်ရေချိုးခန်းပို့ထိုင်တွေ့ရပါပါမယ်လယ်မှာတော့ living room ကိုတွေ့ရမှာဖြစ်ပါတယ်ခန်းတစ်ခန်းရှိမှာဖြစ်ပါတယ်ဒါကတော့ပထမတစ်ခန်းဖြစ်ပါတယ်video area တွေ့ရမှာဖြစ်တယ်ဒါကတော့ bedroom area ပေါ့နော်ပရင်းပေါက်တွေလည်းပါပါတယ်ဒါကတော့နောက်ထပ်တစ်ခန်းမှာသူလည်းပထမအခန်းလိုပဲ video ပါမယ်ပရင်းပေါက်တွေပါပါမယ်သူ့ remote တွေကတော့ပို့ပြီးကြီးပါတယ်ဗျ
ဒါတော့ living room area လေးဖြစ်ပါတယ်ဒီကောင်ကတော့ balcony သွားမယ့်နေရာဖြစ်ပါတယ်ဒါလေးကတော့ balcony လေးဖြစ်ပါတယ်ဒါတော့ balcony ရတဲ့မြင်ရမယ့်ရှုခင်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါလေးကတော့ one bedroom အခန်းကောင်မှာပြင်ဆင်ဆဲအခန်းလေးဖြစ်ပါတယ်သူကလည်းဝင်ချင်း kitchen area လေးတွေ့ရမယ်ရေချိုးခန်းအိမ်သာတွေ့ရမှာဖြစ်ပါတယ်ဒီဘက်ကတော့ living room area လေးဖြစ်ပါတယ်ထဲမှာဆိုတော့ကျွန်တော်ဗီဒီယိုတွေပါမယ်ဒါကတော့ bedroom area လေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ balcony ကိုတွေ့ရမှာဖြစ်ပါတယ်ဒါတော့ balcony ကနေမြင်ရတဲ့ရှုခင်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ခုကတော့ gym နဲ့ရေကူးကန်ဘက်ကိုသွားနေတာဖြစ်ပါတယ်ဒါကတော့ gym အခန်းလေးပဲဖြစ်ပါတယ်ခုနောက်ထပ်ရောက်နေတာကတော့ကျွန်တော်တို့ swimming pool area လေးပဲဖြစ်ပါတယ်ဒါကတော့ swimming pool area လေးဖြစ်ပါတယ်ဒီ swimming pool လေးကတော့ under maintenance လို့သိရပါတယ်ဒါကတော့အဝတ်လျှော်မဲ့အခန်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါလေးကတော့ multi function room လေးဖြစ်ပါတယ်အထူးသဖြင့်ယောဂလေ့ကျင့်ခန်းတို့ဘာလို့ဒီမှာလာလုပ်လို့ရပါတယ်ဟုတ်ကဲ့ပါဒါကတော့ကားပါကင်နေရာလေးပဲဖြစ်ပါတယ်အခန်းတစ်ခန်းကိုကားပါကင်တစ်နေရာစာရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ A Space Mega One Project လေးက Mega City Banner မှာရှိပါတယ်နေနာမှာဆိုရင်တော့ Mega Banner IKEA Macro တို့လိုမျိုးနေရာတွေရှိပါတယ်နာမည်ကြီး International School တွေလည်းအနီးနားတစ်ဝိုက်မှာရှိပါတယ် transportation အနေနဲ့ကျွန်တော်တို့ BTS bearing BTS banner တို့နဲ့လည်းမလတ်မကန့်မှာရှိပါတယ်ကွန်ဒိုကနေနိုင်ဝက်ချားတစ်ခါ shuttle bus လည်းရှိတယ်ဆိုတော့သွားလာရတာပိုပြီးအဆင်ပြေလွယ်ကူပါတယ်ဒီ A Space Mega One ကွန်ဒိုလေးက high rise condominium မျိုးစားလေးဖြစ်ပါတယ်အခန်းမျိုးစားတွေအနေနဲ့လည်း1 bedroom ကိုအရွယ်အစား4မျိုး2 bedroom ကိုအရွယ်အစား2မျိုးဆိုပြီးတော့ရှိပါတယ် facility တွေအနေနဲ့ဆိုရင်တော့ swimming pool gym bouncing corner yoga corner garden outdoor sport နဲ့အခြားသော facility တွေလည်းစုံလင်စွာပါရှိပါတယ်အခန်းဈေးနှုန်းလေးတွေအနေနဲ့ဆိုရင်တော့ 28.52 square meter 1 bedroom တစ်ခန်းကိုထိုင်းဘတ်ငွေ 1.75 million ကနေပြီးတော့စတင်ရောင်းချပေးမှာဖြစ်ပါတယ် rental သမားတွေအနေနဲ့လည်းတစ်လကိုထိုင်းဘတ်ငွေ 8500 နေစတင်ပြီးငှားရနိုင်မှာဖြစ်ပါတယ်စိတ်ဝင်စားလို့လေးလာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ property and beyond ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျွန်တော်ကတော့ property and beyond က Norris ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်